ကျမတို့အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ဆက်သွားမယ့်သင်ခန်းစာလေးကတော့ကျွန်တော် Moodle မှာကျွန်တော် activities တွေဘယ်လိုထည့်သွင်းကြမလဲပေါ့နော်အဲ့တော့ activities တွေထဲမှာဒီနေ့ကျွန်တော်တို့ပြောပြမှာက assignment နဲ့ quiz တွေကျွန်တော်တို့ဘယ်လို upload လုပ်ကြမလဲဆိုတဲ့အပိုင်းလေးကိုပြောပြမှာဖြစ်ပါတယ်အဲ့တော့ activities ဆိုတာပါလဲပေါ့နော်အဲ့တော့ Moodle ရဲ့ activities တွေကတော့အဓိကအားဖြင့်ကျောင်းသားကျောင်းသူတွေရဲ့ကျွန်တော်တို့လေ့လာဖို့ဒါမှမဟုတ်သူတို့ရဲ့လှုပ်ဆောင်ချက်တွေကိုအကဲဖြတ်အသုံးပြုဖို့အတွက်ကိုအကဲဖြတ်ဖို့အတွက်ကျွန်တော်တို့အသုံးပြုတာပေါ့နော်အဲ့တော့ Moodle မှာ activities တွေကျွန်တော်ထည့်သွင်းခြင်းအပြင်ဘယ်လိုအားသာချက်တွေရှိလဲပထမဆုံးချက်အနေနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့က paperless ပုံစံနဲ့ကျောင်းသားတွေရဲ့အလုပ်တွေကိုကျွန်တော်တို့စီမံခန့်ခွဲနိုင်တယ်။ကျောင်းသားတွေအနေနဲ့ကျွန်တော်တို့ရဲ့ဥမာ assignment upload လုပ်ထားတာကနေတစ်ဆင့်သူတို့ရဲ့ကျွန်တော်တို့ဒီလုံဆောင်ထားတဲ့ homework တွေကိုကျွန်တော်ထပ်နိုင်တဲ့အနေအထားမျိုးရှိရပေါ့နော်။အဲ့တော့ paperless ပုံစံမျိုးနဲ့သွားတဲ့အတွက်ကြောင့်ကျောင်းသားကျောင်းသူတွေအတွက်ကောကျွန်တော်တို့ system တွေအတွက်ကောအဆင်ပြေရပေါ့လေ။နောက်တစ်ခုကတော့ကျောင်းသားကျောင်းသူတွေကိုကျွန်တော်တို့ရဲ့ဒီဖန်တီးထားတဲ့ဒီ activities တွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်သူတို့ရဲ့ calendar မှာကျွန်တော်တို့အလိုအလျောက်ပြသပေးရပေါ့နော်ပြီးတော့ကျောင်းသားကျောင်းသူရဲ့အနေနဲ့သူတို့ account ကိုကျွန်တော်ဝင်လိုက်တယ် dashboard မှာ calendar လေးပေါ်နေမယ်ဒီ calendar ကနေတစ်ဆင့်ကိုဘယ်နေ့မှာပါလုပ်ရမယ်ဘယ်နေ့တော့အပြီးလုပ်ရမယ် weekly အနေနဲ့ monthly အနေနဲ့ဒါတွေကိုသိရှိနိုင်ရပေါ့နော်နောက်ထပ်တစ်ချက်ကတော့ကျွန်တော်တို့ကျောင်းသားကျောင်းသူတွေ upload လုပ်ထားတဲ့ submit လုပ်လာတဲ့ assignment တွေ homework တွေကိုကျွန်တော်တို့လွယ်ကူစွာ Moodle ကနေတစ်ဆင့်အမှတ်ပေးနိုင်တယ်အဲဒီကနေတစ်ဆင့်ပဲကျွန်တော်တို့ feedback ပြန်ပေးနိုင်တဲ့အနေအထားမျိုးတွေရှိရပေါ့နော်ဒါက Moodle အသုံးပြုခြင်းရဲ့အားသာချက်တွေလို့ကျွန်တော်ပြောလို့ရတယ်အဲ့တော့ပထမဆုံးက assignment activity လေးပါအဲ့တော့assignment ကိုကျွန်တော်တင်ပြီဆိုလို့ရှိရင်တော့ submission လုပ်နိုင်တဲ့ပုံစံမျိုးစုံရှိတယ်ပထမတစ်ခုက online test နဲ့ပေါ့နော်အဲ့တော့ဆိုကျမတို့ကနေပြီးတော့ assignment တစ်ခုပေးလိုက်မယ် file upload လုပ်ခိုင်းတာမဟုတ်ဘဲနဲ့သူရဲ့အောက်မှာပဲကျွန်တော်တို့ဒီတစ်ခါလေးဖြည့်ခိုင်းတဲ့အနေအထားမျိုးတွေပေါ့နော်ဒါမျိုးတွေကျွန်တော်လုပ်လို့ရနိုင်တယ်မဟုတ်ဘူးဆိုလို့ရှိရင် file submission လုပ်ခိုင်းတဲ့အနေအထားမျိုးပေါ့နော်အဲ့တော့သူတို့ homework လုပ်ပြီးတဲ့အခါမှာ PDF file အနေနဲ့ပဲဖြစ်ဖြစ် Word file အနေနဲ့ပဲဖြစ်ဖြစ် PowerPoint slides အနေနဲ့ပဲဖြစ်ဖြစ်ပြန်ပြီးတော့ upload လုပ်ခိုင်းတာမျိုးပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့ online test ကို file site submission ကိုကျွန်တော်လုပ်လို့ရနိုင်တယ်အနေထားမျိုးဒါလေးကျွန်တော်လုပ်လို့ရနိုင်တယ်နောက်ဆုံးတစ်ခုကတော့ offline work တွေကိုလည်းကျွန်တော်တို့ creating ပေးနိုင်တယ်ပေါ့နော်အမှတ်ပေးလို့ကျွန်တော်ရနိုင်တယ်ဥပမာ attend တွင်မှာကျွန်တော် activity လုပ်ထားမယ်ဒီ activity ကိုကျွန်တော်တို့အမှတ်ပေးခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ assignment activity ဖန်တီးပြီးတော့ offline work တွေကိုကျွန်တော်တို့အမှတ်ပေးလို့ရနိုင်ပါတယ်တော့ကျွန်တော်ဘယ်လိုထည့်သွင်းကြမလဲပေါ့နော်ဒါလေးကတော့ Sasma တို့ရဲ့ website မှာဒီ course ကို create လုပ်ထားတဲ့အရာလေးဖြစ်တယ်။ရှေ့မှာကျွန်တော်ပြောခဲ့သလိုပဲ Sasma တို့ရဲ့ site ထဲ Moodle site တွေဝင်ပြီးဆိုလို့ရှိရင်တော့ VPN အသုံးပြုဖို့လိုအပ်တယ်ပေါ့နော်။ VPN တစ်ချက်ခံထားပေးရမယ်။အလေးကတော့ရှေ့မှာကျွန်တော်တို့ activity plus sign edit mode ကိုကျွန်တော်ပြောင်းထားပြီးပို့လေးလိုအပ်တယ်ပေါ့နော်အဲ့တော့ရှေ့မှာကျွန်တော်သွားခဲ့တယ်လို့ပဲ plus sign ကနေတစ်ဆင့် add an activity ကိုရွေးအဲဒီကနေတစ်ဆင့်ကျွန်တော်တို့ assignment ကိုရွေးလိုက်မယ်ပေါ့နော်အဲ့တော့ add လေးကိုကျွန်တော်တို့နှိပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကိုဖန်တီးခြင်းနဲ့ assignment လေးကိုစပြီးတော့ဖန်တီးလို့ရပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ကနေပြီးတော့ assignment name လေးလိုက်ထည့်မယ်အဲ့တော့ဒီအနီအောင်လေးပြထားတဲ့အတွက်ကြောင့်ဒါမဖြစ်မနေရိုက်ထည့်ရမယ့် required လေးကျွန်တော်ဖြစ်တယ်ပေါ့နော်ပြီးတော့ကိုယ့်ရဲ့ assignment ကဘာကြောင်းလဲဆိုတဲ့ဟာကို description လေးကျွန်တော်တို့ရေးလို့ရနိုင်တယ်ပေါ့နော်အဲ့ description တစ်ချက်ရေးမယ်ဒီ description ကိုကျွန်တော်တို့ display လုပ်ပေးလို့ရတယ်ပေါ့နော်အဲ့ကျွန်တော်ကတော့ PowerPoint slide စီတစ်ခုဖန်တီးခိုင်းချင်တာအဲ့တော့ requirement ကိုကျွန်တော်တို့အောက်ကနေပြီးတော့ activity ရဲ့ instruction လေးမှာကျွန်တော်တို့ထည့်ပြီးတော့ရိုက်ထည့်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ description ကဘာလဲဆိုလို့ရှိရင်ဒီ slide လေးတော့ကိုကျွန်တော်ဖန်တီးပေးစီစဉ်တာပေါ့နော်ဒါလေးကျွန်တော်ရှိမယ်ကိုကနေပြီးတော့ instruction ကို file နဲ့ပေါ်ပြထားရဆိုလို့ချင်းလေးဒါ file လေးကိုပြန်ပြီး upload လုပ်လို့ရတယ် availability မှာဘယ်ချိန်တွေ available ဖြစ်လဲဘယ်ချိန်မှာတော့ deadline ကနောက်ဆုံးလေးဒါလေးရေးလို့ရတယ်ပေါ့နော်ဒီ upload လုပ်နိုင်တဲ့ file အရေးအတွက်ဒီmaximum size ဘယ်လောက်ထိလက်ခံလဲပေါ့နော် file size ကိုဒါလေးရွေးလို့ရတယ်ပြီးလို့ရှိရင်ကိုလက်ခံနိုင်တဲ့ file type အမျိုးအစားတွေပေါ့နော်ဥပမာ document လား PowerPoint slides လားဒါမျိုးကျွန်တော်ရွေးချယ်လို့ရတယ်ပေါ့နော်
ကျွန်တော်က PowerPoint slides ဖန်တီးခိုင်းတာဖြစ်တဲ့အတွက်ကြောင့် presentation file ကိုကျွန်တော်ရွေးလိုက်တယ်ပေါ့လေတော့ဒီမှာတခြား website ပုံစံဖန်တီးလို့ရနိုင်တဲ့ပုံစံတွေမျိုးစုံရှိရပေါ့နော်ဆိုတော့ကျွန်တော်တို့ဒါလေးကိုမချစ်ထားအောင်ဆိုလို့ရှိရင်လည်း file type မျိုးစုံဖန်တီးလို့ရနိုင်တယ်လို့သတ်မှတ်ထားလို့ရတယ်ပေါ့နော်ဒီအောက်မှာ feedback ပေးနိုင်တဲ့ပုံစံนี้ဆိုတော့ဘယ်လို feedback ပေးမလဲ comment ကျွန်တော်ပေးမလား submission လုပ်တဲ့အခါမှာ allow attempts ကဘယ်လောက်အနေထား allow လုပ်လဲဒါကြီးဆိုတော့သိလို့ရနိုင်တယ် group submission လုပ်လို့ရနိုင်လားတခါလေကြားလို့ရှိရင် presentation slides တွေပါဆိုလို့ရှိရင်ကျွန်တော်တို့က group like ကျွန်တော်တို့ assignment ပေးတာမျိုးဖြစ်နိုင်တယ်ပေါ့နော်ပြီးရင်ဒါက grading လုပ်မဲ့ point ပေါ့နော်အဲ့တော့ကျွန်တော်တို့ point ဘယ်လောက် grading လုပ်မှာလဲဘယ်လောက်ဆို pass ဖြစ်တယ်လို့ဆိုကျွန်တော်တို့သတ်မှတ်ထားတယ်ဒါကစထည့်သွားလို့ရပါတယ်ပြီးလို့ရှိရင် restrict လုပ်ထားလို့ပဲရတယ်ပေါ့နော်ဥပမာဒီရဲ့ assignment ကတော့အမှတ်နေတဲ့ဥပမာဒါမှမဟုတ်ရှင် midterm မှာကျွန်တော်တို့ fill ဖြစ်ထားတဲ့ကျောင်းသားတွေအတွက် extra activity အနေနဲ့ထည့်ထားတာဒါမျိုးလေးတစ်ခါလေး restrict လုပ်ပြီးတော့သတ်မှတ်လို့ရတယ်ပေါ့နော်completion ဖြစ်သွားပြီဆိုလို့ရှိရင်ကျောင်းသားကျောင်းသူတွေအနေနဲ့ manual mark လုပ်မလားပေါ့နော်အဲ့တော့ save and display လုပ်ပြီးသွားပြီဆိုလို့ရှိရင် smart တို့ assignment လေးတစ်ခုဖန်တီးပေးသွားပါပြီထပ်သူပေါ်လာမယ့်အရာလေးပေါ့နော် open လုပ်ထားရင်လေကျွန်တော်တို့ဒီdeadline ကပဲနေလေ participants ကတော့ကျွန်တော်တရားမှဒီ demo အနေနဲ့ဖန်တီးထားဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီမှာကျောင်းသားတွေတော့ enroll မလုပ်ထားသေးပေါ့နော်နော်ဆိုတော့ကျွန်တော်တို့ enroll လုပ်ထားတဲ့ကျောင်းသားတွေအတွက် submission ဘယ်လောက်လုပ်ပြီးသွားလဲဒါကြီးဆိုတော့ကျွန်တော်တို့မှာသွားပြီးတော့ပေါ်လာလိမ့်မယ်ပေါ့နော်တော့တစ်ခါဆိုကျွန်တော်တို့ပြန်သွားဝင်ကြည့်လို့ရတယ် persuasive communication ကနေ test တွေသွားလိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့quiz course ပေါ်လာတာပေါ့နော်နောက်တစ်ခုက quiz activity လေးပါအဲ့တော့ quiz အနေနဲ့ဆိုလို့ရှိရင်မေးခွန်းမျိုးစားမျိုးစုံဆိုကျွန်တော်တို့သွားပြီးတော့ဖန်တီးလို့ရတယ် multiple choice တွေလား true or false တွေလား short answer တွေလား essay ပုံစံမျိုးတွေလား matching လုပ်ချင်တာလားဒါမှမဟုတ် calculation လုပ်ရတဲ့အရာတွေလားပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့ Moodle site ကနေပြီးတော့လေ test တွေကျွန်တော်တို့ဒီကိုကနေပြီးတော့ကြိုတင်ပြင်ဆင်ထားတဲ့ quiz တွေကို question bank ထဲမှာသွားပြီးတော့ထည့်ထားလို့ရတယ်ပေါ့နော်။ question bank ထဲမှာ quiz တွေထည့်ထားခြင်းအပြင်ဆိုတော့တို့အနေနဲ့ quiz ဖန်တီးတဲ့အခါမှာမိခွန်းတွေကိုပြန်ပြီးတော့အသုံးပြုနိုင်တယ်ပေါ့လေ။နော်ကျွန်တော်တို့ quiz လေးကိုသွားလိုက်မယ်ပေါ့နော်။နောက်တစ်ခုက quiz လေးကိုကျွန်တော်တို့သွားပြီးဆိုလို့ရှိရင်တော့ရှေ့မှာသွားခဲ့သလိုပဲ size ကနေတစ်ဆင့်ကျွန်တော်တို့သွားမယ်။ quiz ဖန်တီးခြင်းနဲ့ module အောက်မှာ plus လေးကိုရိုက်ထည့်မယ်။ရိုက်ထည့်ပြီးလို့ရှိရင် activity or ကျွန်တော်တို့ resource တွေကိုနှိပ်လိုက်မယ်။နှိပ်လိုက်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့ quiz ကိုကျွန်တော်တို့ကြားသွားမယ်ပေါ့နော်။ဒီ add လုပ်လိုက်မယ်ပေါ့နော် quiz လေးရောက်သွားပြီဆိုလို့ရှိရင်တော့ကိုဖန်တီးခြင်းနဲ့ကျွန်တော်တို့ quiz လေးရှိမယ်။တော့ quiz 1ပါပေါ့နော်ဆိုတော့ name လိုက်ထည့်လို့ရတယ်ပြီးလို့ရှိရင် description မှာလည်းဒီ quiz ကပါကြောင်းပါဆိုတာမျိုးကို describe လုပ်လို့ရနိုင်တယ်ပေါ့လေပြီး display လုပ်မလားမလုပ်ဘူးလားဆိုတော့ကျွန်တော်တို့ခုနကလိုမျိုးပဲကျွန်တော်တို့ရှိမှကျွန်တော်ဖန်တီးခဲ့လိုမျိုးပဲtick ချက်ပေးလို့ရတယ်ပေါ့နော်ဒါလေးကတော့ကျွန်တော်တို့ပုံစံကြည့်ရင် timing ကျွန်တော်ဘယ်လောက်ထိပေးထားလဲပေါ့နော်quiz ရဲ့ time limit ကဥမာ15မိနစ်လားနိုင်ခွက်လားဒီတွင်ကျွန်တော်အပြီးဖြေရမယ်ဆိုတဲ့ဟာမျိုးပေါ့နော်ဒါမျိုးလေးကျွန်တော်တို့လုံဆောင်ထားလို့ရနိုင်တယ်ကိုကနေပြီးတော့မိနစ်သတ်မှတ်ပေးထားတာမျိုးမရှိဘူးဆိုလို့ရှိရင်တော့ enable လုပ်စရာမလိုဘူးပေါ့လေquiz ရဲ့ behavior တွေပေါ့နော် shuffle ကျွန်တော်တို့လုပ်စားမလားကြောင်းနေတယောက်ကျွန်တော် quiz ပေါ့နော်ပြီးရင် review option တွေကျွန်တော်ရှိနိုင်တယ် appearance ဘယ်လိုထားမလဲပေါ့နော်ပြီးလို့ရှိရင် restriction လုပ်ထားမျိုးရှိမလားpassport ရိုက်ထည့်လို့ရနိုင်တယ်ဥပမာဆိုကျွန်တော်တို့ quiz ကိုဝင်အရင်ဆုံး passport ရိုက်ထည့်ရအောင်ပေါ့နော်တော့ passport ပေးလို့ရနိုင်တယ်ပေါ့နော်ဒါလေးတွေ့လို့ရတယ်အဲ့တော့ဆိုကျွန်တော်တို့အကုန်ပြီးသွားပြီဆိုလို့ရှိရင်တော့ screen and display လေးကိုကျွန်တော်နှိပ်လိုက်လို့ရတယ်ပေါ့နော်နှိပ်လိုက်ပြီဆိုလို့ရှိရင်ဒါဆိုကျွန်တော်တို့ဖန်တီးထားတဲ့ quiz လေးတော့ထွက်ပါပြီအဲ့တော့ question တစ်ခုကျွန်တော်လုပ်ဆောင်မယ်ပေါ့နော်အဲ့တော့ရှေ့မှာကျွန်တော်ပြောခဲ့တဲ့ question bank ကနေတစ်ဆင့်လေဆိုကျွန်တော်တို့ကြိုတင်ပြင်ဆင်ထားတဲ့ quiz တွေကို upload လုပ်ထားလို့ရတယ်ပေါ့နော် input ကိုနှိပ်ပြီးတော့
တော့ဒီမှာ format မျိုးစုံရှိရပေါ့နော်။များသောအားဖြင့်အသုံးပြုတာတော့ icon နဲ့ကျွန်တော်တို့ GIF တွေကိုအသုံးပြုရပေါ့နော်။ဆိုတော့ကျွန်တော်တို့ question bank ထဲမှာရိုက်ထည့်တော့မယ်ဆိုလို့ရှိရင်တော့ TXT file ကိုအသုံးပြုတာတော့အကောင်းဆုံးပဲပေါ့လေ။ဒါလေးကျွန်တော်ရှိမယ်။တော့ကိုယ်တိုင် quiz လိုက်ထည့်မယ်ဆို question ကိုသွားမယ်။အဲ့ကနေ testing ကျွန်တော်တို့ဒီရှေ့မှာကျွန်တော်ပြောထားတဲ့ quiz question အမျိုးအစားတွေရှိမယ်။ကျွန်တော်ကတော့ multiple choice question ဖန်တီးမှဖြစ်တဲ့အတွက်ကြောင့် multiple choice ကိုကျွန်တော်တို့click လုပ်ပြီးတော့ add လေးကိုကျွန်တော်တို့နှိပ်လိုက်မယ်ပေါ့နော် add လေးကိုကျွန်တော်တို့နှိပ်လိုက်ပြီးဆိုလို့ရှိရင်ဆိုကျွန်တော်တို့ဒီ question ဖန်တီးလို့ရိုက်ထည့်လို့ရနိုင်တဲ့အရာတွေပေါ်ပေါက်လာမယ်ပေါ့နော်ကျွန်တော် internet connection ကတိတ်မကောင်းတဲ့အခါကျတော့browse ပြန်လုပ်ပေးဖို့လိုအပ်တာပေါ့နော်အဲ့တော့ question name လေးကျွန်တော်ရိုက်ထည့်မယ်ကိုဖန်တီးနိုင်ခြင်းနဲ့ question name ပြီးလို့ရှိရင်ကိုယ့်ရဲ့မေးခွန်းကိုဒီမှာဆက်ဆက်ရိုက်ထည့်မယ်ပေါ့နော်အောက်မှာတော့ question ရဲ့ status ပေါ့နော် query ဖြစ်တဲ့အနေထားလားပြီးလို့ရှိရင်ကိုကနေပြီးတော့အမှတ်ဘယ်လောက်ပေးခြင်းလဲပေါ့နော်ဒီ quiz တစ်ခု quiz ထဲမှာပါတဲ့ question တစ်ခုကိုအမှတ်ဘယ်လောက်ပေးနေပေါ့ကျွန်တော်က3ဖတ်ပေးမယ်ဆိုပြီးတော့တိုက်ထည့်ထားတယ်ပေါ့နော် multiple choice ဆိုတဲ့အတွက်ကြောင့်ကျွန်တော် ABCD ရှိမယ်နော် choice 1 choice 2 choice 3 choice 4ပေါ့နော်ဒီမှာအောက်မှာအဖြေတစ်ခုချင်းစီအတွက်လည်း feedback ပေးလို့ရနိုင်တယ်ပေါ့နော်ဥမာကိုယ့်ရဲ့ဖြေကနှစ်ခုဆိုလို့ရှိရင်ဒီ grade ထဲမှာကျွန်တော်တို့လိုက်ထည့်ပြီးတော့ပေါ့နော်100% ဆိုလို့ရှိရင်ဒါအဖြေမှန်ပေါ့လေမဟုတ်ဘူးဆိုလို့ရှိရင်ကျွန်တော်ပြောင်းလို့ရနိုင်ပေါ့နော် 6 နေမယ် changes နေပြီးတော့ကျွန်တော်ဒါဆိုလို့ရှိရင် question တစ်ခုဝင်သွားပြီပေါ့နော်quiz 1ကိုသွားကြည့်လိုက်မယ်ဆိုလို့ရှိရင် Sasmaro ရဲ့မိခွန်းလေးဒီမှာပေါ်နေပါလိမ့်မယ်။နော်ဒီမှာကျွန်တော်တို့ Sasmaro ပေးထားတဲ့အမှတ်လေးပေါ့နော်3မှတ်။ preview ကနေတဲ့ Sasmaro ရဲ့ quiz လေးကိုသွားပြီးဝင်ကြည့်လို့ရတယ်။ဒါကြောင့်ခုနကပေးထားတဲ့ password ပေါ့လေ။ဒီ password ကိုနှိပ်ပြီး start attempt ကိုနှိပ်လိုက်ပြီးဆိုလို့ရှိရင် Sasmaro ရဲ့ quiz တွေကိုဝင်ရောက်သွားပြီပေါ့နော်။ကျွန်တော်ကတော့အခုမိခွန်းတစ်ခုပဲတင်ထားသေးတာဖြစ်တဲ့အတွက်ကြောင့်မိခွန်းတစ်ခုပဲရှိလို့ပေါ့နော်။ဒီမှာ Sasmaroဒီကိုယ့်ရဲ့အဖေကိုရွေးထည့်ပြီးတော့ finish attempt ကိုနှိပ်ပြီးတော့ Sasma တို့ဖြည့်ကြည့်လို့ရနိုင်ပါတယ် review ကနေတစ်ဆင့်အခါရှိမှကြောင့်ဖန်တီးထားတဲ့အရာပေါ့နော်အဲ့တော့ Sasma တို့ဒီမှာတက်လို့လေးတော့ပေါ်နေမှာပေါ့နော် quiz 1 open ကပဲနေ close ကပဲနေပိတ်မယ် time limit ပေးထားရှိတယ် grading method ကတော့ရရှိတဲ့အမှတ်ရဲ့အများဆုံးအမှတ်ပေါ့နော်ဒါလေးကျွန်တော်တို့ထားရေးဆိုပြီးတော့ပြောလို့ရတယ် assignment နဲ့ quiz တွေဖန်တီးဖို့အတွက်ကတော့တလောက်ပါပဲဗျ။ Sasma တို့ကိုယ်တိုင်ကိုယ့်ရဲ့ course ရဲ့အောက်မှာ activity တွေထည့်သွင်းကြည့်နိုင်တယ်ပေါ့နော် assessment လုပ်တဲ့ဗီဒီယိုလေးကိုကြည့်ရှုလေ့လာပြီးခြင်းအတွက်လည်းကျေးဇူးတင်ပါတယ်။နောက်ဆက်သွားမယ်Moodle သင်ခန်းစာလေးကတော့ကျွန်တော်တို့ဒီကျောင်းသားကျောင်းသူတွေနဲ့ communicate လုပ်နိုင်တဲ့ forum လေးကျွန်တော်တို့ဒီဖူးတွေကျွန်တော်တို့ဖန်တီးကြည့်တာပေါ့နော်ဒါလေးတစ်ချက်ဆက်သွားပါမယ်။ဆိုကျမတို့အားလုံးကျေးဇူးပါ